Daily Toon Cartoon Channel မှာကြိုဆိုပါရစေ။တခါကတော့အုပ်ကြီးထဲမှာတရိတ်ဆန်တွေအများကြီးပျော်ပျော်ရွှင်ရွှင်နေထိုင်ကြတယ်။အဲ့ဒီထဲမှာကြီးကန်းဆိုတဲ့ငှက်ကလေးဟာအရန်အလှကြိုက်တယ်။အဲ့ဒီချိန်တုန်းကကြီးကန်းရဲ့အယောင်ဟာအဖြူရောင်ဖြစ်တယ်။အခုလိုအမဲရောင်မဟုတ်ဘူး။တနေ့မှာအဲ့ဒီကြီးကန်းကငါအယောင်ကအမြဲတမ်းဖြူရတယ်။အမြဲတမ်းကြည့်တော့မလှတော့တယ်လို့ပဲ။ငါအယောင်ပြောင်းလို့ရရင်ကောင်းပါပဲ။ဟုတွေးမိတယ်။ဒါကြောင့်ဇီးကွက်ရဲ့အလှပြင်ဆိုင်ကိုသွားပြီးကိုဇီးကွက်ကျွန်တော်ရဲ့အမွှေးတွေကိုပန်းရောင်ဆိုးပေးပါလားကျွန်တော်အဖြူရောင်အမွှေးတွေကိုမကြိုက်ဘူးလို့ပြောတယ်ဇီးကွက်ကလည်းကောင်းပါပြီဆိုပြီးတော့ကြီးကန်းပြောတဲ့အတိုင်းပန်းရောင်ဆိုးပေးလိုက်တယ်ကြီးကန်းကလည်းသူ့ကိုယ်သူမှန်ထဲမှာကြည့်ပြီးအယမ်းကိုသဘောကျနေတယ်အိုးလှလိုက်တာလို့သူ့ကိုယ်သူချီးကျူးနေတယ်မကြခင်မိုးရီရွာတော့ကြီးကန်းရဲ့ကိုယ်ပေါ်မှာရှိတဲ့ပန်းရောင်တွေအကုန်ကျွတ်ပြီးသူ့ရဲ့ပင်ကိုအဖြူရောင်ပဲပြန်ဖြစ်သွားတယ်ဒါကြောင့်ဇီးကွက်စီပြန်သွားပြီးဒီတခါတော့အပြာရောင်ဆိုးပေးပါအကိုကြီးပန်းရောင်ကအယောင်ကျွတ်တယ်ဇီးကွက်ကလည်းကြီးကန်းပြောတယ်လို့သူ့ရဲ့အမွှေးတွေကိုအပြာရောင်ဆိုးပေးလိုက်ပြန်တယ်မကြခင်မိုးထပ်ရွာလာပြန်အဲ့ဒီခါကြီးကန်းရဲ့ကိုယ်ပေါ်ကအယောင်တွေလည်းကျွတ်သွားပြန်ကြီးကန်းကလည်းစိတ်ညစ်ညစ်နဲ့ဇီးကွက်စီပြန်သွားပြီကိုဇီးကွက်ရဲ့ဒီတခါတော့ဘယ်ထိုးမှမကျွတ်နိုင်တဲ့အယောင်ဆိုးပေးပါဇီးကွက်ကလည်းစဉ်းစားပြီးအမင်းရောင်ဆိုရင်ဘယ်ထိုးမှကျွတ်တော့မှာမဟုတ်ဘူးလို့ပြောပြီးအမင်းရောင်ဆိုးပေးလိုက်အဲ့ဒီချိန်ကစပြီးကြီးကန်းအမဲရောင်ဖြစ်သွားတော့တယ်။ပုံပြင်လေးကတော့ဒါပါပဲနော်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကြီးစုအထူးတင်ရှိပါတယ်။နောက်ထပ်တင်တဲ့ပုံပြင်လေးတွေမလွတ်တမ်းကြည့်ရှုနိုင်အောင် channel လေးကိုလည်း like and subscribe လုပ်ပြီး notification ခေါင်းလောင်းလေးနှိပ်ထားပေးကြပါဦးနော်။